အားလုံးပဲမင်္ဂလာပါရှင်ကမ္ဘာပေါ်မှာအလုံးအများဆုံးလေးစိတ်ကြီးကတော့ Hartsfield Jackson လေးစိတ်ကြီးဖြစ်ပြီးအမေရိကန်အတ္တလန္တာမြို့မှာတည်ရှိနေပါတယ်ဒီတစ်ခါတော့အဲ့ဒီအတ္တလန္တာမြို့ကြီးရဲ့အကြောင်းကိုဘောဓုတအနေနဲ့ဝေမျှလိုက်ပါတယ်အတ္တလန္တာမြို့ဟာအမေရိကန်ဂျော်ဂျီယာပြည်နယ်ရဲ့မြို့တော်နဲ့အကြီးဆုံးမြို့ဖြစ်ပါတယ်131စတူရန်မိုင်ကျယ်ဝန်းနေဒီမြို့မှာနေထိုင်သူဦးရေ9သိန်းခန့်ရှိပြီးအမေရိကန်တနိုင်ငံလုံးမှာတော့38ခုမြောက်လူဦးရေအများဆုံးမြို့ဖြစ်ပါတယ်နိုင်ငံရဲ့အရှေ့တောင်ပိုင်းအပလာချီယန်တောင်တိုင်းရဲ့တောင်ကျေးမှာတည်ရှိနေပြီးပြင်းပြအားဖြင့်ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ပေ1050ခန့်မှာတည်ရှိနေတာဖြစ်ပါတယ်။မြို့ပတ်ပတ်လေးမှာစိမ်းလန်းတဲ့တစ်တော်တောင်ကုန်းတွေရောဝင်ရထားတာကြောင့်တစ်တော်တွေကမြို့တော်လိုလည်းတင်စားခေါ်ကြပါတယ်။ယနေ့အတ္တလန္တာတည်ရှိရာနေမြေကိုဥရောပသားတွေရောက်မလာခင်နှစ်ထောင်ချီကာလကလေးကအမေရိကဒေသခံမက်စကိုဂီလူမျိုးစုတွေအခြေချနေထိုင်လာခဲ့ကြတာဖြစ်ပါတယ်။1822ခုနှစ်မှာမူရင်တိုင်းရင်းသားတွေဟာဒီနေရာကထွက်ခွာဖို့ဖိအားပေးခံခဲ့ရပြီးနောက်ဥရောပတွေပေါ်အမေရိကန်တွေစတင်အခြေချနေထိုင်လာခဲ့တာဖြစ်ပါတယ်။1838ခုနှစ်မှာတော့ယထာလမ်းတစ်ခုရဲ့စုံမက်အဖြစ်ဘူတာကြီးကိုစတင်ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။မြို့အဖြစ်စတင်သတ်မှတ်ခဲ့ချိန်1848ခုနှစ်အထိမြို့နေလူဦးရေဟာ2500ခန့်သာရှိခဲ့ပါတယ်။ကုန်သွယ်ရေးလမ်းကြောင်းနဲ့အတူစီးပွားရေးကောင်းမွန်လာခဲ့ပြီး1860ခုနှစ်မှာတော့လူဦးရေ1000နီးပါးရှိလာခဲ့ပါတယ်။ဒါပေမဲ့အမေရိကန်ပြည်တွင်းစစ်ကာလမှာတော့ဆိုးဆိုးရွားရွားပျက်စီးခဲ့ရပြီးစစ်ပြီးဆုံးချိန်မှာတော့ပြားပုံသားသားကျန်ရစ်ခဲ့ပါတယ်။ပြည်တွင်းစစ်ပြီးဆုံးချိန်ကစလို့တိဆောက်ရေးကိုအရှိန်အဟုန်နဲ့လှုပ်ဆောင်ခဲ့ရာကနေ1880ခုနှစ်မှာတော့လူဦးရေ3900ကျော်ရှိလာခဲ့ပြီးပြည်내ရဲ့အကြီးဆုံးမြို့ဖြစ်လာခဲ့ပါတယ်။20ရာစုမှာလေအရှိန်အဟုန်နဲ့တိုးတက်လာခဲ့ပြီးမြို့ရဲ့ထင်ကရအထက်မြင့်အဆောက်အအုံတော်တော်များများကိုလေဒီကာလမှာတိဆောက်ခဲ့တာဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်ကာလမှာတော့အတ္တလန္တာဟာစစ်ဘက်ဆိုင်ရာထုတ်ကုန်တွေထုတ်လုပ်ရာရထားလမ်းကွန်ရက်ရှိရာစစ်စခန်းတွေအခြေစိုက်ရာနေမြေအဖြစ်တည်ရှိခဲ့ပါတယ်။1960ဝန်းကျင်မှာတော့ဒီမြို့ဟာမာတင်လူသာကင်ဂျူနီယာရာအတ်ဘာနတီတို့နဲ့အတူလူအခွင့်အရေးလှုပ်ရှားမှုဗဟိုဌာနဖြစ်ခဲ့ပါတယ်။1996ခုနှစ်နွေရာသီအိုလံပစ်ပွဲတော်ကိုလက်ခံကျင်းပခဲ့တဲ့အတ္တလန္တာဟာ21ရာစုမှာလည်းဤပညာမီဒီယာစက်မှုလုပ်ငန်းတွေနဲ့အတူဆက်လက်ဖွံ့ဖြိုးတိုးတက်လျက်ရှိပြီးအမေရိကန်ရဲ့တည်ယူပို့ဆောင်ရေးဗဟိုဌာနအဖြစ်ရပ်တည်လျက်ရှိပါတယ်။အတ္တလန္တာရဲ့ထင်ရှားတဲ့နေရာတွေအနက်တစ်ခုကတော့ဂျော်ဂျီယာအန်တဝါပြတိုက်ဖြစ်ပါတယ်။2005ခုနှစ်ကနေ2012ခုနှစ်အထိကမ္ဘာအကြီးဆုံးအန်တဝါပြတိုက်ဖြစ်ခဲ့တဲ့ဒီပြတိုက်မှာတော့ဝေလာငမန်းဖဲလူကဝေလာငါငလိပ်ကျောက်တွေအပါအဝင်ရင်းနှီးမျိုးစိတ်ပေါင်း900ကျော်ကိုထိမ့်သိမ်းပြသထားပြီးနှစ်စဉ်ခရီးသွား2တန်းခွဲကျော်လာရောက်လဲပတ်လိရှိတဲ့နေရာလေးဖြစ်ပါတယ်။တစ်မြို့လုံးမှာပန်းခြံပေါင်းအခု300ကျော်ရှိတဲ့အနက်အတ္တလန္တာရုပ်ခဗေဒဥယျာဉ်ကအလွန်ကျော်ကြားပါတယ်။ဧက30ခန့်ကျယ်ဝန်းနေဒီပန်းခြံနေမြေတွေမှာတော့ဂျပန်ပန်းခြံနေစီပန်းခြံစသဖြင့်ပန်းခြံနေမြေတွေထပ်ခွဲထားပါတယ်။ဖူကွာတစ်ခွစင်တာမှာတော့အမျိုးအစားစုံလင်လာတဲ့တစ်ခွပန်းတွေကိုစုဆောင်းပြသထားပါတယ်။ Piedmont ပန်းခြံကြောက်တောင်ပန်းခြံနဲ့စန်တာနီရဲအိုလံပစ်ပန်းခြံတွေကလည်းနောက်ထပ်ထင်ရှားတဲ့ပန်းခြံနေမြေတွေဖြစ်ပါတယ်။ Hall of Coca-Cola ဆိုတာကတော့ကမ္ဘာကျော်ချိုရည်ကုမ္ပဏီကြီးဖြစ်တဲ့ Coca-Cola ရဲ့ဖြတ်သန်းမှုသမိုင်းကြောင်းကိုပြသထားရာပြတိုက်ဖြစ်ပါတယ်။1892ခုနှစ်ကတည်းကစတင်ခဲ့တဲ့ Coca-Cola ဟာယနေ့အချိန်မှာတော့နာမည်အကြီးဆုံးအချိုရည်အမှတ်တစိမ့်ဖြစ်နေပြီးသူ့ရဲ့ရုံးချုပ်ကလည်းအတ္တလန္တာမှာပဲတည်ရှိနေတာဖြစ်ပါတယ်။1980ခုနှစ်မှာတည်ထောင်ခဲ့တဲ့ CNN သတင်းဌာနကြီးတည်ရှိရာ CNN Center ကလည်းမြို့ရဲ့ထင်ရှားတဲ့နေရာတစ်ခုဖြစ်ပါတယ်။မြို့လယ်မှာတည်ရှိနေတဲ့ဒီအဆောက်အအုံကြီးမှာတော့ CNN Center ရုံးချုပ်အပြင်အတ္တလန္တာရဲဌာနနဲ့အတူစတိုးဆိုင်နဲ့စားတောက်ဆိုင်ပေါင်းများစွာတည်ရှိလို့နေပါတယ်။အမှုပညာရုပ်ရှင်နဲ့ပွဲလမ်းသဘင်ပေါင်းများစွာတင်ဆက်ကျင်းပလေးရှိတဲ့ Fox ဇာတ်ရုံကလည်းအတ္တလန္တာရဲ့ Midtown နယ်မြေထဲမှာတည်ရှိနေပါတယ်။1929ခုနှစ်ကတည်းကစတင်ဖွင့်လှစ်ခဲ့တဲ့ဒီဇာတ်ရုံအဆောက်အအုံကိုတော့ Morris Design နဲ့တည်ဆောက်ထားတာဖြစ်ပြီးအတွင်းဘက်မှာတော့ထိုင်ကုန်ပေါင်း4665ကုန်စံခန်းမှာပါဝင်နေပါတယ်။အထင်ရှားဆုံးလူအခွင့်အရေးလှုပ်ရှားသူတစ်ယောက်ဖြစ်တဲ့အတ္တလန္တာမြို့သားမာတင်လူသာကင်ဂျူနီယာကိုဂုဏ်ပြုထားတဲ့မာတင်လူသာကင်ဂျူနီယာအထိမ်းအမှတ်နေမြေကတော့35ဧကခန့်ကျယ်ဝန်းပြီးဒီနေမြေထဲမှာတော့မာတင်လူသာကင်ငယ်ဘဝနေထိုင်ခဲ့ရအိမ်အဗန်နီဇာနှစ်ချင်းဖျားကြောင်ဒက်ခင်းစင်တာနိုင်ငံတကာလူအခွင့်အရေး Walk of Fame မာတင်လူသာကင်နဲ့ဇနီးဖြစ်သူတို့ရဲ့ဂုဏ်ဗိမာန်တွေပါဝင်နေပါတယ်။အမေရိကန်အရှေ့တောင်ပိုင်းမှာအကြီးဆုံးအမှုပညာပြတိုက်ဖြစ်တဲ့ High အမှုပညာပြတိုက်မှာတော့အာဖရိကအမေရိကန်ဥရောပဆိုင်ရာအမှုပညာဖန်တီးမှုပစ္စည်းစုစုပေါင်း18000ကျော်ကိုထိမ့်သိမ်းပြသထားပြီးနှစ်စဉ်လာရောက်သူ9သိန်းကျော်ရှိတဲ့ပြတိုက်ဖြစ်ပါတယ်။2014ခုနှစ်မှာစတင်ဖွင့်လှစ်ခဲ့တဲ့နိုင်ငံသားနဲ့လူအခွင့်အရေးစင်တာပြတိုက်မှာတော့မာတင်လူသာကင်ရဲ့စာတမ်းတွေနဲ့အတူအမေရိကန်လူအခွင့်အရေးလှုပ်ရှားမှုတမိုင်းမှတ်တိုင်တွေကိုပြသ
ထားပါတယ်။ပြခန်း3ခုခွဲပြထားပြီးဒါတွေကိုလှည့်ပတ်ကြည့်ရှုဖို့အချိန်တနာရီကျော်ကြာမြင့်မှာဖြစ်ပါတယ်။ဒီမြို့မှာပြတိုက်ပေါင်းအခု90ကျော်အထိရှိနေပြီးအတ္တလန်တာသမိုင်းစင်တာဂျော်ဂျီယာကပီတေပြတိုက်နဲ့ဖန်ပန်တဘာဝသမိုင်းပြတိုက်တွေရလည်းထင်ရှားတဲ့ပြတိုက်တွေဖြစ်ပါတယ်။အတ္တလန်တာ၏နောက်ထပ်ထင်ရှားတဲ့နေရာတွေကတော့မာစီဒီဘတ်စ်အားကစားကွင်းကြီးအတ္တလန်တာတရိတ်ဆန်ယုံအောက်ကလန်သမိုင်းဝင်တင်ញိုင်း Palm City Market State Fun Arena အားကစားကွင်းကြီး College Ballon Hot Fame Baseball အားကစားကွင်း Tanner Field ဂျီမီကာတာစာကြီးတိုင်းနဲ့ပြတိုင်း Skyview အတ္တလန်တာချာရဟတ်ကြီးအတ္တလန်တာလန်ကိုလန်နဲ့ Papatri အမှုပညာစင်တာစတာတွေဖြစ်ပါတယ်။မြို့နေလူဦးရေထက်ဝက်နီးပါးကအာဖရိကနွယ်ဖွားတွေဖြစ်ပြီးလူပြူ39ရာခိုင်နှုန်းအာရှနွယ်ဖွား4ရာခိုင်နှုန်းနဲ့ Latin America နွယ်ဖွား6ရာခိုင်နှုန်းခန့်နေထိုင်ပါတယ်။ခရစ်ယာန်ဘာသာကိုအများဆုံးကိုးကွယ်ကြပြီးတော့ Protestant 63ရာခိုင်နှုန်း Roman Catholic 17ရာခိုင်နှုန်းဘာသာမဲ့20ရာခိုင်နှုန်းနဲ့အခြားဘာသာကိုးကွယ်သူအနည်းငယ်လေးနေထိုင်ကြပါတယ်။အတ္တလန်တာဒေသဟာအမေရိကန်ရဲ့8ခုမြောက်စီးပွားရေးအကောင်းဆုံးနေမြေဖြစ်ပြီးကမ္ဘာမှာတော့နံပါတ်15ခုမြောက်စီးပွားရေးအတောင်တင်ဆုံးမြို့ဖြစ်ပါတယ်။ Coca-Cola ဒေတာလေးကျောင်းတိုင်းနဲ့ AT&T Telecom အပါအဝင်ကမ္ဘာအကြီးဆုံးကုမ္ပဏီအခု900စည်ရင်ဝင်ကုမ္ပဏီကြီး16ခုရဲ့အခြေတရားမျိုးလေးဖြစ်ပါတယ်။အဓိကစီးပွားရေးလုပ်ငန်းတွေအနေနဲ့ကတော့သယ်ယူပို့ဆောင်ရေး၊လေယာဉ်တည်ဆောက်ရေး၊မော်တော်ကား၊ငွေကြေးနဲ့ဘဏ်လုပ်ငန်း၊ကျန်းမာရေးဝန်ဆောင်မှု၊စက်မှုထုတ်ကုန်၊ဆောက်လုပ်ရေး၊ IT နည်းပညာ၊ရုပ်ရှင်မီဒီယာ၊ခရီးသွားလာရေးဝန်ဆောင်မှုလုပ်ငန်းတွေကိုလုပ်ကိုင်ကြပြီးဒေသခံတွေရဲ့နှစ်စဉ်ပြည့်မြ GDP ကတော့အမေရိကန်ဒေါ်လာ6400ခန့်ဖြစ်ပါတယ်။ပညာရေးထွန်းကားတဲ့မြို့တစ်မြို့ဖြစ်ပြီးတက္ကသိုလ်နဲ့ကောလိပ်ပေါင်း15ခုထက်မနည်းရှိနေပါတယ်။ဒီတက္ကသိုလ်တွေအနက်စာသင်သားပေါင်း9000ကျော်တက်ရောက်နေတဲ့ဂျော်ဂျီယာပြည်နယ်တက္ကသိုလ်နဲ့ဂျော်ဂျီယာနည်းပညာတက္ကသိုလ်တွေကအထင်ရှားဆုံးဖြစ်ပါတယ်။များပြားရှုပ်ထွေးလာတဲ့အမြန်ရထား၊လျှက်စစ်ရထား၊ဘတ်စကားလိုင်းတွေနဲ့အတူအမေရိကန်ရဲ့8ခုမြောက်အလုပ်အများဆုံးခရီးသွားကုန်ရက်ကိုပိုင်ဆိုင်ထားပါတယ်။ Hartfield Jackson လေဆိပ်ကြီးကိုတော့1926ခုနှစ်မှာစတင်ဖွင့်လှစ်ခဲ့ပြီးဆယ်စုနှစ်2ခုကျော်ကြာကမ္ဘာအလုပ်အများဆုံးလေဆိပ်အဖြစ်ရပ်တည်ခဲ့တဲ့လေဆိပ်ကြီးဖြစ်ပါတယ်။နေ့စဉ်လေယာဉ်ပြန်တမ်းမှုပေါင်းအကြိမ်1000ကျော်ပြုလုပ်နေရပြီး2023ခုနှစ်မှာတော့လေကြောင်းခရီးသွား104သန်းကျော်ကိုဝန်ဆောင်မှုပေးနိုင်ခဲ့ပါတယ်။အတ္တလန်တာဟာစွတ်ဆိုတဲ့အပူပိုင်းရာသီဥတုကိုပိုင်ဆိုင်ထားပြီးတစ်နှစ်ပတ်လုံးပြန်မြပူချိန်ဟာ9ဒီဂရီကနေ29ဒီဂရီဆယ်စီယပ်အတွင်းမှာရှိနေတတ်ပါတယ်။နှစ်စဉ်ပွဲတော်ပေါင်းများစွာကျင်းပတဲ့မြို့ဖြစ်ပြီးထင်ရှားတဲ့ပွဲတော်တွေကတော့ Shakinis ဂီတာပွဲတော် Dragon Con ပွဲတော် P3 Road 10ကီလိုမီတာအပြေးပြိုင်ပွဲ Music Midtown ဂီတာပွဲတော်အတ္တလန်တာရုပ်ရှင်ပွဲတော်နဲ့ African အမှုပညာပွဲတော်စတာတွေဖြစ်ပါတယ်။ Professional အားကစားကလပ်တွေအခြေစိုက်ရာမြို့လေးဖြစ်ပါတယ်။အတ္တလန်တာဆိုတဲ့မြို့အမည်ကိုတော့ Catalan Engineer J. Edgar Thomson မူလပေးခဲ့တဲ့ Atlantica Pacifica ကနေအတူကောက်ခေါ်ပေါ်သုံးစွဲလာခဲ့တာဖြစ်ပါတယ်။မြို့ရဲ့အမှတ်အသားအလမ်းမှာတော့ Phoenix ငှက်ကိုမြင်ရမှာဖြစ်ပါတယ်။ပြပုံထဲကနေယုံထားပြီးကမ္ဘာအစင်မီမြို့ကြီးတစ်မျိုးဖြစ်လာခဲ့အောင်ဖန်တီးနိုင်ခဲ့တာကိုရည်ရွယ်ထားတာဖြစ်ပါတယ်။ရှင်ကျော်ပိတ်ဆို့လေးရှိပြီးစောင့်ဆိုင်ငင်ကြတဲ့တာမြို့ရဲ့အချို့နေရာတွေဟာအန္တရာယ်ရှိတတ်တာကြောင့်ရှောင်ကျဉ်မှုသတိပေးထားတာတွေကတော့တခြားအမေရိကန်မြို့ကြီးတွေအတိုင်းပဲဖြစ်ပါတယ်။2019ခုနှစ်ကဆိုရင်အတ္တလန်ကိုလာရောက်လေပတ်သူခရီးသွား58သန်းအထိရှိခဲ့ပြီးခရီးသွားလုပ်ငန်းကနေဝင်ငွေအမေရိကန်ဒေါ်လာ16ဘီလီယံအထိရရှိခဲ့တာလည်းဖြစ်ပါတယ်။ဒီတစ်ခါဝင်များခဲ့တာကတော့ကမ္ဘာပေါ်မှာအလုပ်အများဆုံးလေဆိပ်တည်ရှိရာအတ္တလန်တာမြို့ကြီးရဲ့အကြောင်းပဲဖြစ်ပါတယ်။နောက်ဆင်သူတူတာဆောင်မိတ်ဆွေအပေါင်းရွှင်လန်းချမ်းမြေ့ကြပါစေရှင်။